သူပြည်နယ်တဝက်မကတွားခဲ့ပြီးမွေးမြူရေးခြံ9ခြံ10ခြံလောက်ကိုတွားကြည့်ခဲ့ပေမဲ့ဘာတစ်ခုမှသဘောမကျခဲ့ဘူးကျိုးဆိုတဲ့နေရာကလာတာအဲ့ဒါကြောင့်အသားရဲ့အကြောမြင်တွေကစိမ်းရောင်ဆိုနေတဲ့ကြောက်စိမ်းမှာပဲကြောက်လို့အကွက်ဆန်းနေတာဆန်းလိုက်တာအနံ့ဆိုလဲမထွက်ဘူးတောက်ပတဲ့အမွှေးမဲရောင်ကြည့်ကောင်းတဲ့ခန္ဓာကိုယ်ပိုရှန်နေတဲ့အစီပိုလုံးဝမရှိပဲတန်မာတဲ့ခြေထောက်တွေနဲ့ဒီဝက်တွေခက်ခက်ခဲခဲပြေးလွှားထားတာတိတာတယ်ဒီလိုစွမ်းရည်မျိုးကလှောင်အိမ်ထဲကပေါ်ထွက်လာတာမဟုတ်ဘူးကျွန်တော်ဘသူ့ကိုလာရှာတာလဲဆိုတော့ကျွန်တော်ကရှမ်းဆန်လို့ရဲ့ဝယ်ယူရေးမန်နေဂျာပါဦးလေးလူကလွှတ်လိုက်တာပါဝင်ခဲ့ပါထိုင်ပါကျွန်တော်ကိုတထေးလို့မခေါ်ပါနဲ့လင်းဖုန်းလို့ပဲခေါ်ပါဟုတ်ပြီလင်းဖုန်းဒါဆိုလိုရင်းကိုပဲပြောတော့မယ်ရှမ်းဆန်လို့အတွက်အရေးသွေးမြင့်ပြီးပုံမှန်ရရှိနိုင်မဲ့ဝက်သားထောက်ပံ့ပေးသူလိုအပ်နေတယ်ကျွန်တော်လိုက်ရှာနေတာ2လရှိပြီဒီနေရာကအကောင်းဆုံးပဲဒါပေမဲ့ကြည့်ုံနဲ့မပြီးဘူးမြည်စမ်းကြည့်ဖို့လိုတယ်အသားကိုမြည်ကြည့်ချင်လို့လားဟုတ်တယ်ခဏဆောင်ပါကောင်းပါပြီအစီကပါဆက်ထဲမှာတဲ့အရေးပြောသွားတယ်အကောင်မှကတ်မကြံခဲ့ဘူးဒီရတာကမွေးမြူရေးလိုင်းကြောင့်ပေါ်လာတာမဟုတ်ဘူးအသားရဲ့တဘာဝအချို့တက်ပဲပြီးတော့ဒီသားလွာကလည်းမစစ်နေပေမဲ့6မနေဘူးအမြင့်တက်တွေကနူးညံ့လာချီလာအိစက်နေတာပဲခမည်းဝက်တွေကိုဘာရေးတိုက်တာလဲစမ်းရည်ပါဟုတ်တာပေါ့ကျွန်တော်တို့ခိုင်ကျူးတောင်ပေါ်မှာရတနာတပားကိုတွေးလိုက်ရပြီးစမ်းရည်တိုက်ပြီးလှုပ်ကြောင်းထားတဲ့ဝက်မဲတွေပဲဒါကဈေးကွက်မြင့်တင်တာတက်မဟုတ်ဘူးတကယ်အရေးသွေးစစ်စစ်ပဲဈေးနှုန်းတော့တိတိကျကျမတက်မရသေးဘူးတေချာရင်ပြောပြမယ်ကဲပြောကြည့်ပါဦးဈေးနှုန်းကဘယ်လောက်လဲဝက်တစ်ကောင်လုံးကို1ကီလိုနှုန်းနဲ့လားကျွန်တော်ကဝက်တစ်ကောင်လုံးရောင်းတာမဟုတ်ဘူးအစိပ်ပိုင်းလိုက်ပိုင်းရောင်းတာဝက်3ထပ်သားနန်ယိုကြောသားနဲ့ပေါင်းသားဆိုပြီးတီးတက်အစိပ်ပိုင်းတစ်ခုချင်းစီမှာဈေးနှုန်းတီးတက်ရှိတယ်တစ်ကောင်လုံးတင်းကျုံရောင်းတာကဒီအသားရဲ့တန်ဖိုးကိုနှိမ့်ချလိုက်တာပဲကြေးရင်ဝယ်သူတယောက်နဲ့ဒီလိုဈေးစစ်ရဲတာကသူ့ကိုယ်သူတေချာယုံကြည်မှုရှိလွန်းလို့လားဒါမှမဟုတ်ဘာမှမသိလို့ပြောနေတာလားဒါပေမဲ့ခုနကပြောတဲ့အစိပ်ပိုင်း3ခုရဲ့အရေးသွေးကတော့ဒီဈေးနဲ့တန်ပါတယ်ရိုးရိုးဝက်ထက်3လေးစပိုဈေးကြီးပေမဲ့ရှမ်းဆန်လူမှာရွာဝက်သားဟင်းတစ်ပွဲကို88ယွမ်နဲ့ရောင်းတာအသားဈေးက10ယွမ်တောင်မရှိဘူးဒီတောင်ပေါ်ဝက်သားကို3ရင်တော့120ဒါမှမဟုတ်150နဲ့ရောင်းရင်တော့အများကြီးအဆင်ပြေတယ်အမျက်ရာခိုင်နှုန်းနေမသွားတဲ့အပြင်ပိုတောင်တိုးလာအောင်မယ်တစ်လကိုဘယ်လောက်ထုတ်ပေးနိုင်လဲအခုမွေးထားတာ60ကျော်ရှိတယ်လာမယ့်လမှာပထမတုပ်ကောင်ရေ15ကောင်လောက်ရမယ်နောက်ပိုင်းပိုတိုးလာမယ်တစ်နှစ်ခွဲအတွင်းတစ်လကိုအကောင်30မကရလာလိမ့်မယ်15ကောင်နဲ့မလောက်ဘူးဆိုင်ခွဲတစ်ဆိုင်တဲတောင်တစ်လကို10ကောင်ကုန်နဲ့ဆိုင်ခွဲ3ဆိုင်ဆို24ကောင်တခြားဖောက်တယ်ရောရှိသေးလားလက်တလောတော့မရှိသေးပါဘူးဒါဆိုရင်မူပိုင်ရောင်းချခွင့်စာချုပ်ချုပ်မယ်ပထမ3လမှာခင်းပြစီကထွက်သမျှအကုန်ဝယ်မယ်ခင်းပြတောင်းတဲ့ဈေးတိုင်းပဲစတုထလကစပြီးတစ်လကိုအနည်းဆုံးအကောင်20ပေးရမယ်လုပ်ပေးနိုင်မလားလုပ်ပေးနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်မှာစီကတ်တစ်ခုရှိတယ်ကြိုတင်ငွေတောင်းချင်တယ်ပစ္စည်းမပို့မီတစ်ပတ်လိုမှ30ရာခိုင်နှုန်းကြိုပေးရမယ်ကျန်တာကိုတော့ပစ္စည်းရောက်မှရှင်းမယ်သဘောတူတယ်တောင်ပေါ်မှာချိုးချံချွေတာပြီးအချိန်တစ်နှစ်ခွဲကြာစူးစမ်းခဲ့ပြီးမှနောက်ဆုံးတော့ငွေမျက်နှာကြည့်ရတော့မယ်အပင်ပန်းခံရတာတန်ပါတယ်ဦးလေးဆောင်ဒါကစရုံပဲရှိသေးတာပါမင်းဘယ်လောက်ပေးချင်လို့လဲဒီဈေးနဲ့ဆိုရင်ဝက်တကောင်ရဲ့အမြက်က2လစာလောက်ခလာစာနဲ့တူတူပဲလင်းဖုံးမင်းကတကယ်တော်တာပဲတနေ့လုံးမှ23ကီလိုပဲရောင်းရတယ်ဘာပဲဖြစ်ဖြစ်ဒီလူကြီးတွေနားမလဲကြပါဘူးကဲလာချက်အဲ့ဒီကုန်ကားကြီးကဘဲကလာတာလဲတောင်ပေါ်ကဝက်တွေကိုတွားတင်တာလို့ပြောတာပဲဝက်ဟုတ်လားလင်းဖုံးရဲ့ဝက်တွေကိုတကယ်ဝယ်မဲ့သူရှိလို့လားရှိတာမှအရန်တိုးဝယ်နေကြတာမျိုးတော်ကစားတောက်ဆိုင်ကြီးတစ်ဆိုင်ကကားတီးတန့်လုပ်ပြီးလာယူတာသူရောင်းတဲ့1ကီလိုဈေးကငါတို့ရောင်းတဲ့ဈေးထက်3ဆလောက်ရှိတယ်အဖေလင်းဖုံးဘယ်လောက်ကိုရောင်းလိုက်ရလဲသိလားဘယ်လောက်လဲကနန်း6လုံးတိုင်နဲ့တလားထဲမှာဝက်ဆက်9ကောင်ငါတို့တစ်နှစ်လုံးရှာတဲ့ဝင်ငွေကသူ့ကားပေါ်ကကြံခဲ့တဲ့ဖုံဖုံလောက်တောင်မရှိဘူးဒီအကြောင်းဘသူကမှမပြောနဲ့ပါဇက်ပိတ်ထားရမယ်ဟုတ်လားတစ်မျိုးလုံးတိကုန်ပြီကိုအဲ့ဒီအေးခဲကုန်ကားကြီးကတောင်ချင်မှာရက်ထားတာမျိုးဝက်လောက်မြင်ပြီးကြပြီလင်းဖုံလာမဲ့လမှာအကောင်25ကောင်ထိတိုးပေးလို့ရမလားတောင်ပိုင်းမှာဆိုင်ခွဲတစ်ခုထပ်ဖွင့်လိုက်လို့ပါမင်းရဲ့ဝက်သားကိုမီနူးထဲထည့်လိုက်တာနဲ့အယောင်းဝယ်က15ရာခိုင်နှုန်းတက်လာတယ်အကိုကျိုးရဲ့ဝက်ကယုံမဟုတ်ဘူးပြဆွဲဆက်လိုက်ယုံနဲ့ကြီးလာတာမဟုတ်ဘူးအရေးသွေးကိုတော့အထိကိမခံနိုင်ဘူးဒါဆိုမျိုးဝက်တွေပိုဝယ်လို့မရဘူးလားပြီးခဲ့တဲ့လကတည်းကမျိုးဝက်8ကောင်ထပ်ဝယ်ထားပြီးဒါပေမဲ့မွေးမြူပြီးကြီးအောင်လုပ်ဖို့အနည်းဆုံး10လလောက်ကြာမယ်ကျွန်တော်ပေးချင်ရင်တော့ချက်ချင်းမရနိုင်ဘူးကဲပါပြီဗျာလင်းဖုံးမင်းကိုပြောစရာရှိတယ်ငါတို့တထေးလီကခြံကိုလာကြည့်ချင်လို့လည်းရမလားလာခဲ့လို့ရပါတယ်လမ်းကတော့စိုးတုံးပဲပုတ်ဖက်နဲ့အရှိစီးခဲ့ပါမင်းတို့စီကရေကတော့အံ့ဩစရာပဲစစ်ဆေးချက်အစီရင်ခံစာကစာပွဲအန်ဆွဲထဲမှာရှိတယ်ကြည့်ချင်ရင်ယူပေးမယ်မလိုပါဘူးရလက်ကလိမ်မပြောပါဘူးငါခြံရဲ့10ရာခိုင်နှုန်းရှယ်ယာအတွက်ရွမ်လေးသိန်းရင်းနှီးမြုပ်နှံမဲ့ဝက်ခြံချက်ဖို့လမ်းပြင်ဖို့နဲ့မျိုးဝက်အကောင်30ထပ်ဝယ်ဖို့အတွက်ပဲစက်တူလောက်ကင်သူအဖြစ်ပါဝင်ရင်မွေးမြူရေးအပိုင်းကိုဝင်ဆွတ်ဖက်မှာလားမစွတ်ဖက်ပါဘူးမင်းဘလို့မွေးမင်းကိစ္စပါငါကဝယ်ယုံပဲဝယ်မှာဒါပေမဲ့တခုပဲအရေးသွေးကြလို့မရဘူးအရေးသွေးကြသွားရင်ရင်းနှီးမြုပ်နှံမှုကိုရုပ်သိမ်းမယ်သဘောတူပါတယ်လမ်းကိုဘသူပြင်နေတာလဲလင်းဖုံးရဲ့တောင်ပေါ်လမ်းလေးကုန်ကားကြီးတွေဝင်လို့ရအောင်လမ်းချက်နေတာလို့ပြောတာပဲဆရာဒီနေရာမှားနေပြီချင်တယ်ညီလေးမင်းဒီနေရာကိုတော်တော်အကွက်ကြကြလှုပ်ထားတာပဲငါတို့ရွာမှာဘသူမှမယူချင်တဲ့တောင်တော့တစ်ခုရှိတယ်တကယ်လို့မင်းစီးပွားရေးတိုးချက်ချင်ရင်အဲ့ဒီနေရာကိုစဉ်းစားကြည့်လို့ရတယ်ကြည့်တာပေါ့ဗျာပထမတော့ဒီနေရာကိုအဆင်ပြေအောင်အရင်လုပ်ရအောင်မယ်